ကောင်လေးထားတော့တယ်ဘာဖြစ်တာလဲလို့အာနာသိမ်းသွားပြီဟိုမှာလည်းအဒေါန်ဆန်းစုကြည်တို့လည်းဖမ်းသွားပြီစောပုကွာလည်းပါတယ်ဟာဟုတ်လားလို့အဲ့နဲ့ကျွန်တော်လမ်းဖြတ်ပြီးထားလာသိမှာကိုဗစ်တွေအပြီးပေါ့နော်ကိုဗစ်တွေပြီးဆိုတော့ကျွန်တော်တို့အရင်တော့အလုပ်တွေလုပ်ကြတယ်အလုပ်တွေမှာကိုဗစ်တွေကြောင့်အလုပ်တွေမသွားဖြစ်တော့ဘူးအဲ့တော့အဲ့အလုပ်မသွားဖြစ်တော့ကျွန်တော်အလုပ်မရှိဘူးပေါ့နော်အလုပ်မရှိတော့အိမ်မှာအိတ်ကြရပေါ့နော်အိမ်နေအိတ်နေတာပေါ့နော်အိမ်နေတော့မနက်အစောကြီး9 နာရီ8 နာရီလောက်ပေါ့နော်အိမ်နေတော့မှအမေကနေပြီးတော့ထမိန်မှပြီးတက်လာဟဲ့ကျွန်တော်အမေကကျွန်တော်ဟိုကောင်လေးတဲ့ဟိုကောင်လေးတဲ့ထားတော့တယ်ဘာဖြစ်တာလဲလို့အာနာသိမ်းသွားပြီဟိုမှာလည်းအဒေါန်ဆန်းစုကြည်တို့လည်းဖမ်းသွားပြီစောပုကွာလည်းပါတယ်ဟာဟုတ်လားလို့အဲ့နဲ့ကျွန်တော်လမ်းဖြတ်ပြီးထားလာသိမှာကျွန်တော်တို့ဒါအာနာသိမ်းတာကိုပထမဆုံးခံမှုတာပေါ့နော်ဥပမာအာနာသိမ်းရင်ဖြစ်မဲ့ကိစ္စတွေကလိုမျိုးကျွန်တော်တို့မလွတ်မလပ်မှုတွေဖြစ်မဲ့ကျွန်တော်တို့လွတ်လပ်စွာမနေရတော့ကျွန်တော်အသက်ခံရမယ်ပေါ့နော်88တောင်းအဲ့လိုမျိုးဆန္ဒပြရတွေအသက်ခံရမယ်ပေါ့နော်ကျွန်တော်တို့ချင်းတွေးကြည့်လိုက်အဲ့ဒါတွေသိရပေါ့နော်အဲ့လိုမျိုးအချိန်မှာကျွန်တော်ဘာဆက်ဖြစ်မလဲတော့ကျွန်တော်မသိသေးဘူး